မိန်းလေးဟာသူမကိုဆေးခတ်ဖို့ကြံစည်ခဲ့တဲ့ကောက်ကျစ်တဲ့အမြောင်မယားကိုအမျိုးသားရှိရာဘက်စီအားနဲ့တွန်းပို့လိုက်တယ်။သူမကိုယ်တိုင်စီစဉ်ထားတဲ့ထောင်ချောက်ထဲမှာသူမကိုယ်တိုင်ပြန်ခန်းစားစေခြင်းလို့လေ။ဒါပေမဲ့အဲ့လိုလုပ်ပြီးတာနဲ့တပြိုင်နက်သူမကိုယ်တိုင်လည်းအဲ့ဒီဆေးခတ်ထားတဲ့ဖြော်ရည်ကိုပဲတောက်လိုက်ပြန်ရော။သူမသိကျင်တာကတခုတည်းပါ။သူမယောက်ျားကဘဒုကိုအရင်ကင်မလဲဆိုတာကိုပဲ။ဒါပေမဲ့သူမနှလုံးသားတစ်ခုလုံးကြေမွသွားရတာကယောက်ျားဖက်သူရောက်လာတဲ့အခါမှာဘာမှတောင်မစင်စားပဲအဲ့ဒီကောက်ကျစ်တဲ့မိန်းမကိုအရင်ပြေးခဲ့လို့ပါပဲ။တကယ်တော့ဒီအိမ်တော်ကြီးကအတင်းကဓမ္မဖိအားပေးပြီးယူထားရတာဖြစ်ပြီးအမျိုးသားရဲ့နှလုံးသားထဲမှာတော့သူ့ရဲ့အမြောင်မယားပဲရှိမိခဲ့တာပါတကယ်တော့မင်္ဂလာပွဲမတိုင်ခင်တစ်ပတ်အလိုကလေးကဒီမျိုးသားဟာအဲ့ဒီမိန်းမနဲ့လက်ထပ်ဖို့စီစဉ်ထားတာဒါပေမဲ့မင်္ဂလာပွဲကျင်းပနေလို့မှပဲအဲ့ဒီမိန်းမကဖုံးတကောလက်ခံရရှိပြီးလူအများရှိမှအမျိုးသားကိုအရှက်ခွဲပြီးမင်္ဂလာပွဲကိုဖျက်ဆီးခဲ့တာပါအဲ့ဒီအချိန်မှာပဲမျက်နှာကိုအဝတ်နဲ့အုပ်ထားတဲ့အမျိုးသမီးတယောက်ရောက်လာပြီးအားလုံးကိုတုန်လှုပ်သွားစေခဲ့တယ်လူမကတာမန်မင်္ဂလေးမဟုတ်ဘူးလူတိုင်းကြောက်ရတဲ့ဩဇာအာဏာကြီးမောတဲ့မိသားစုရဲ့ရက်စက်တဲ့အကြီးအကဲတယောက်ငယ်တုန်းကမိသားစုကသူမကိုစီးမပတ်စီရောင်းစားပြီးပဲမင်းသူမကပိုတန်မာတဲ့ပုံစံနဲ့ပြန်လာပြီးသူမအဖေကိုလေးဖျောက်လို့အကိုဖီလူကိုတတ်ပြီးတမိသားစုလုံးကိုအုပ်ချုပ်လိုက်တာအခုတော့ဒီလိုဩဇာကြီးတဲ့မျိုးသမီးကသူမကိုငငင်ကလက်ထပ်ပါမယ်လို့ကတိပေးခဲ့တယ်အခုတော့မင်းသွားပြီးထတဲ့ဒီအမျိုးသားကိုအတင်းဓမ္မလက်ထပ်ယူလိုက်တော့တာပါပဲသူမကအမျိုးသားရဲ့ပိုင်ဆိုင်မှုတရားဝင်ငွေစည်းရင်းတွေကိုပြပြီးချင်းဆောက်ခဲ့တယ်လို့အကေရွှေကွာရွှင်းခဲ့ရင်ပိုင်ဆိုင်မှုအားလုံးသူမစီရောက်ရမယ်ဆိုရဲမတရားတဲ့စာချုပ်ကိုလည်းလက်မထိုးခိုင်းပါနဲ့မင်္ဂလာဦးညမှာလေသူတို့နှစ်ယောက်ရန်ဖြစ်ကြတယ်ဇက်လိုက်မကသူမမှာပိုင်ဆိုင်မှုရှိတယ်လို့ပြတာပဲမဲ့အမျိုးသားကတော့ဒါကိုစော်ကားမှုလို့ပဲမြင်လေညဘက်မှာအပြန်ထွက်အိတ်ဖို့စူးစမ်းပေမဲ့ဇက်လိုက်မကအိမ်လုံးမှာအိတ်ရဆိုလို့အိတ်ခန်းတဲ့ကကတင်းတစ်ခုပဲခြံထားခဲ့တာကြောင့်သူပြန်လာခဲ့ရတာပေါ့နောက်နေ့ပြကွက်တစ်ခုမှာအဲ့ဒီအမြောင်များနဲ့ပြန်တွေးတော့ဇက်လိုက်မကယောက်ျားဖြစ်သူကိုကာကွယ်တဲ့အနေနဲ့လက်ကိုတင်းတင်းဆုပ်ကွာခဲ့တယ်ဒါပေမဲ့အမြောင်များကလည်းပရိယေများစွာနဲ့သူမကိုသူမတနက်စီအကောင့်နဲ့သားကောက်ဖြစ်အောင်တရုပ်ဆောင်ပြခင်ရောယောက်ျားဖြစ်သူကလည်းဒါကိုယုံပြီးသူဇက်လိုက်မကိုပဲလူဆိုးလို့မြင်ခဲ့တာဇက်လိုက်မကအမြောင်များကိုပါရိုက်ပြီးတတိဖေးခဲ့ပြီးမဲ့ယောက်ျားဖြစ်သူကပိုးပြီးမာနာတက်သွားတယ်။တညမှာတော့အမျိုးသားကအမြောင်မယားနဲ့ဘားတစ်ခုမှသွားတွေ့ပြီးအလွမ်းတယ်လေးကြတော့ဇက်လိုက်မရောက်လာပါတော့တယ်။ငါယောက်ျားရဲ့ဒေါသကိုတော့ငါအသေးစားနိုင်ပေမဲ့ငါရဲ့စီးကိုလာဘယ်သူမှလာမချိုးစင်နဲ့လို့ပြောပြီးသူမကပလင်းနဲ့ရိုက်ထုတ်လုပ်ချိန်မှာအညိုးသားကအမြောင်များရှိကကာကွယ်လိုက်တော့သူမကအေးဆက်တဲ့အပြုံးနဲ့တနက်ကိုထုတ်လိုက်ပြီးသူတို့နှစ်ယောက်ကိုချိန်လိုက်တယ်။ဂျန်နာကြည်တောင်ပဲကျန်းတော်တယ်။နင်းတို့လာတဲ့ဘသူရင်သိမလဲဆိုတာကြည့်ရအောင်ဇာလိုက်မကတကယ်ပြစ်လိုက်မလားဒါမှမဟုတ်သူတို့နှစ်ယောက်ရဲ့သက်စာရည်မှုကိုစမ်းသပ်နေမလားဆိုတာတော့နောက်ထပ်အပိုင်းတွေမှာပို့ပြီးရင်ခွန်ဆိုင်ကောင်းတော်မှာပါ